မေးတနာပါစကိုင်းမျိုးစီရတုတ်ချက်ရက်ကွက်မှာနေပါတယ်စာဝတ်နေရတဲ့ဆိုင်ကနေဈေးလေရောင်းပါတယ်ရက်ကွက်တွေထဲမှာဆိုင်ကနေဈေးလေရောင်းပါတယ်ဒီလိုငလေးလှုပ်လိုက်တဲ့ခါကျတော့ဈေးတွေပါလည်းမထွက်ရဘူးစီးပွားရေးတွေပါတက်တဲရပါတော့ဈေးမထွက်ရတော့ဒီဈေးရောက်တာပဲစားရတာဆိုတော့ဒီဈေးတွေပါမထွက်ရတာကဒီငလေးကတစ်မျိုးလုံးဖြစ်တာဆိုတော့ခါကျတော့စားသုံးသူတွေကလည်းမရှိသလောက်ဖြစ်သွားပြီသူတို့ကလည်းသူတို့ခက်ခဲတဲ့ကိုတစ်မျိုးလုံးခက်ခဲဖြစ်ကြတာဆိုတော့ဘောတော့ဟိုကကိုကလည်းရောင်းလို့ချလို့ကလည်းအဆင်မပြေဘူးဈေးရောက်မှုရင်းနှီးထားတဲ့ဟာလေးတွေကလည်းစားဖို့တောက်ဖို့တဲ့ပါသွားတဲ့ခါကျတော့ထပ်ပြီးမရင်းနှီးနိုင်တော့ခါကျတော့ဒီလိုဖြစ်နေတဲ့အချိန်ကိုဒါမြန်မာနိုင်ငံကြက်ချင်နေအသင်းနဲ့ဒါတွေ့တဲ့ခါကျတော့မြန်မာနိုင်ငံကြက်ချင်နေအသင်းကနေပြီးတော့ထောက်ပံ့မှုတွေရခဲ့ပါတယ်တကယ်ကိုတွေလိုအပ်နေတဲ့လူတွေကိုမြန်မာနိုင်ငံကြက်ချင်တီတင်းကနေပြီးထောက်ပံ့တာပါဒီလိုထောက်ပံ့သူတွေရတဲ့အတွက်ရင်းနှီးလဲရသွားပါတယ်ရင်းနှီးလေးလည်းရပါတယ်စားဝတ်နေရေးလည်းအဆင်ပြေသွားပါတယ်ဒီလိုထောက်ပံ့သူတွေပေးတဲ့မြန်မာနိုင်ငံကြက်ချင်တီတင်းကိုကျေးဇူးအထူးတင်ပါတယ်